ရတယ်ကဲသွားတာတော့ရှိလို့လည်းကရှိလို့ဆိုရတယ်မင်းအတင်းထားနော်မေတို့ကိုစိတ်ကိုသွားနေရတော့သမီးလေးငါတို့သမီးလေးသမီးတော်ဘူးอ่ะသမီးလေးတမီးရှိဟုတ်လားသမီးမေတို့မထားခဲ့ပါနဲ့သမီးရဲ့မေတို့ပြမထားခဲ့ပါနဲ့သမီးအော်ငါသမီးလေးဖြစ်ဆိုလိုက်တာသမီးမေတို့ထားကြည့်ပါသမီးတို့မထားခဲ့ပါနဲ့သမီးမေတို့ပြမထားခဲ့ပါနဲ့သမီးရဲ့သမီးတို့ထားကြည့်ပါသမီးရဲ့ပြမပြရတယ်သမီးဖေခေါ်နေတယ်သမီးอ่ะအဲ့တော့တိုင်းတို့စေးရောအချိန်မီလိုက်မပို့ပြီလို့ပြရတာသူတို့နာအချိန်မီလိုက်ပို့ပြီကျမတို့သမီးလေးအခုတော့ပြစ်ဆုံးရတဲ့ကြုံရမှာမဟုတ်ဘူးရက်ဆက်လိုက်တာတာအေးอ่ะရက်ဆက်လိုက်တာမင်းပြုတ်ခဲ့တဲ့ကံရဲ့အရေးတွေဟာမင်းရဲ့ဘဝကိုပြန်ပြီးမမိုးပါစေနဲ့လို့ငါဆူတောင်းပေးလိုက်ပါတယ်ကွာငါဆူတောင်းပေးလိုက်ပါတယ်သမီးDJ Remix DJ Fever DJ Fever If you ကိုမဆန်ပဲဒါဘယ်သွားပြီလေးလိုက်အောင်ပေးကြမဆန်လဲတပြားမှမရှိ ဟာမရှိတာရောင်းပေးကွာ ရှိတာရောင်းပေးဆိုဒီအိမ်ကြီးပဲရှိတော့ ကောင်းတယ်ကောင်းလိုက်နော်ပတ်စံသုံးဖို့နေလား ပြီးတာပဲဒါဆိုလဲရောင်းလိုက်ရုံပဲလေကျမမှလည်းပေးစရာအကျိုးတွေအများကြီး ရောင်းပါ
ကိုမင်း ဘာကိစ္စရှိလဲ ငါပတ်စံလေးနည်းငယ်လူလို့ပါကွာငါမိမလည်းနေမကောင်းလို့ပါ ဟေးငါမှလည်းဝေးဖို့ဝေးဆန်းမရှိဘူးကွာ မင်းကွာဒါတော့လုပ်ငန်းကြီးလုပ်ပြီးတော့ဒါတော့လေးတော့မှမကူညီနိုင်ဘူးလားကွာ ဝေးဆိုတာရင်းနှီးမြှုပ်နှံမှုထားတာကွာမင်းတို့သုံးပြုံနေတော့ဝဲရကြီးတယ်သွားစမ်းကွာဒီပြည့်နေရာသွားချီတာမှာအာယုံကောက်တယ် ကိုသားကြီးရှင်တငယ်ချင်းနေစီသွားပြီးကိုနေတော့အဆင်ပြေခဲ့ရလား မပြေခဲ့ပါဘူးမိမရာဒီကောင်တွေငါရှိတုန်းကတော့ငါစီကစားခဲ့တောက်ခဲ့တဲ့ကောင်တွေကသူတို့စီကလည်းပြန်အကူကြီးတောင်းတော့ဟာဟိုတရောင်းသားတယောက်လိုဆက်ဆက်လိုက်တယ်ဟာ ဒါတွေကကျမတို့ပြုခဲ့တဲ့ကံတွေကကျမတို့ပေါ့အရင်မိုးတာပေါ့ကိုသားကြီးရှင်တငယ်ချင်းပုံမှာကျမတို့တွေမတရားသူ့ပတ်စံတွေကိုယူခဲ့ပြီတုံးငယ်ဖြုံခဲ့ကြတာလေခုတော့အဲ့ဒီငွေတွေကကျမစေခုဖို့ထွက်တော့မရှိတော့ပါဘူးကိုသားကြီးမရှိတော့ဘူး ငါလည်းနောင်နာရနေပါလေဟာသူ့စီကမတရားယူထားတဲ့ပတ်စံတွေငါလက်ထဲမှာပဲဦးလောင်းပြီးကြောက်ခဲ့သွားတယ်ဟာအခုတော့အထုံးကြီးကောင်းစားနေတယ်ဟာကြောက်အောင်ပြီးချမ်းသာနေတယ်လို့ငါသိရတယ်ဟာ ဒါဆိုရင်လည်းရှင်းတငယ်ချင်းစီသွားပြီကျမတို့အခုညီတောင်းကြည့်ရရင်မကောင်းလားကိုသားကြီး ငါမသွားရဲဘူးဟာသူသမီးလေးနေမကောင်းတော့ဟာငါတို့စီကူကြီးလာတောင်းတော့ဟာငါတို့သူ့ကိုခွေးမောင်းသလိုမောင်းခဲ့တယ်လေဟာငါသိပြန်ငါမလုံဘူးမိမရာ သူတို့တွေကသဘောကောင်းပါလေကိုသားကြီးရဲ့အခုကျမရဲ့လက်ရှိအခြေအနေကိုမြင်ပြီးသူတို့တနာပြီးကုညီလဲကုညီပါပါကိုသားကြီးသွားပြီးအခုညီလေးသွားတောင်းချင်အောင် ကဲပါမိမရာဒါဆိုလည်းငါထုံးလို့တည်သွားပြီးကူကြီးတောင်းကြမယ်နော်ဒါမိမတာဖြည်းဖြည်းဒီမှာပြီနော်ရှောက်ပြီရခဏထိုင်နိုင်အောင်နော်ကျွန်တော်တို့ဒီပတ်စံငါတို့ဘာမှတန်ကြီးမရှိဘူးမင်းတို့အပူတွေတော့ငါစီလာမကူးစီနဲ့အဲ့တော့နောက်ရမလားလာတယ်မပတ်သက်ဘူး ကိုသားကြီးကိုထုံးကိုခေါ်ကြည့်ပါဦးခေါ်ကြည့်ပါဦး ငါမခေါ်ရဘူးဖြစ်နေတယ်ဟာငါငါထုံးမျက်နှာကိုငါဘယ်လိုကြည့်ရမှာလဲ တာကြီး မထော တာကြီးဘယ်ကောင်းလို့လဲကွာဘာလဲငါရင်ကိုလာတာ ဟုတ်ပါတယ်ကွာငါမင်းစီပဲလာခဲ့တာကွာငါမင်းမနေမကောင်းဖြစ်နေလို့ကွာ နေမကောင်းရင်စေကန်းတော့ပြလေ စင်ကပြဖို့နေတော့စားစရာတော့မရှိဘူးကွာ ရှင်မသိရနေတယ်ခင်ဗျာနင်အဲ့ဒါဆိုရင်လေကွာအစောကတည်းကငါစီကိုလာခဲ့ပေါ့ကွာငါစင်ပြေးနေတာကိုနင်မကြောက်ဘူးလား ငါကြောက်ပါလေကွာမင်းအဆင်ပြေနေတာငါသိပါတယ်ဒါပေမဲ့မင်းတို့သမီးလေးတို့ငါတို့ကိုကြီးတည်တယ်လို့မကိုကြီးခဲ့ဘူးလေကွာမင်းများငါ့ကိုမုန်းနေမလားဆိုပြီးတော့မင်းစီကမလာရတာပါကွာ တကယ်ချင်းငါတို့ကငယ်တကယ်ချင်းနေပါကွာဒါပါကွာဒါရအရေးမကြီးဘူးလောဆယ်အိပ်ဖြူကျမ်းမာကြီးအရေးကြီးတယ်ငါတို့စိတ်ကအချိန်ပြီးပို့အောင်နော် ဟုတ်တယ်ဒါဆိုတော့အေးဖြူမျိုးတဲ့စီတိုင်းကြားရအောင် ပို့အောင်လေတကယ်ချင်းအိပ်ဖြူရဲ့ကျမ်းမာကြီးစရိတ်အကုန်လုံးကွာငါတို့တောင်းဝင်ယူတယ်မင်းဘာမှစိတ်မပူနဲ့တော့တကယ်နော် ကျေးဇူးတင်လိုက်တာတကယ်ကြီး လိုပါဦးတကယ်ကြီး
ယူနေဘာမှမပူနဲ့နော်ငါတို့တကယ်ချင်းမောင်ထုံးပါလေနေကိုသူကလည်းစေဟိုသူကိုယ်လိုက်ပို့ပေးမှနဲ့ဟာစေဘဝကလေးသူတို့ခံပေးမှနဲ့ဟာသူတို့တမီးတော့ငါတို့မကူကြီးခဲ့တာလေသူတို့ဘွေးမယူဘူးတဲ့ဟာမမပူတယ်လို့ အဖြူဒီကောင်းမှစိတ်မပူနဲ့နော်ဘာမှလည်းမစိုးရင်လည်းညီမတို့လည်းရှိတယ်နော်ညီမတို့ရုပ်စိတ်ကိုတွားကြရအောင်နော် If you ဘာဖြစ်လို့လဲဗျ If you ဟာဒီတော့တော့ဟာ ရှင်းရလေးကြည့်စီလားဟာ နေချင်းရယ်ငါတို့တွေနေ့ကိုအချိန်မီမကဲတင်လိုက်နိုင်တဲ့အတွက်ငါတို့ကိုခွင့်လို့ပါ မင်းလေးမရနေရမှာအပြစ်မရှိပါဘူးကွာငါပြုတ်ရတဲ့ကန်တွေကငါမိမပေါ်မှာအရေးလို့မို့လို့ငါမိမသိရတာပါကွာနေတဲ့ကကြောင့်နေတဲ့ကကြောင့်ပါဤပြီပါ ကန်စီသာရမနာတဲ့ခရီးနေလာငါရှောင်းရဲလာလူဘဝခဏတာပြုပြုသည်များအကြောင်းငါတပံအကျူဖြစ်လာမပေးရချမကန်ရဲလာနိုင်မလောဘရောဓမောဟခေခွာအဆူအကောင့်တွန်တွဲအမမန်ခွေရသည်ပါပွားပါကမြစ်တာထားပါကရုဏာမောက်မာကင်းစွာထောင်ညာရင်ရှိပါလူမီရွာစီသာရမနာတဲ့ခရီးနေလာငါရှောင်းရဲလာလူဘဝခဏတာပြုပြုသည်များအကြောင်းငါတပံအကျူဖြစ်လာမပေးချမကန်ရဲလာနိုင်မလောဘရောဓမောဟခေခွာအဆူအကောင့်တွန်တွဲအမအမှန်ခွေရသည်ပါပွားပါကမြစ်တာထားပါကရုဏာမောက်မာကင်းစွာထောင်ညာရင်ရှိပါလူမျိုးရွာကံကြမ္မာအလေးပြောင်းနှောင်းတကွေရဲ့တဏှာမှာအစင်အတည်းရဲ့အနှင်းကြီးအစင်းစီချူလာအမားဘီအမှန်ထင်ခဲ့သမျှလောကရန်တို့အတွင်းရုံးကန်ရဲ့တနာစရာငါဟဲ့မလေးမရှိကံအတိနောက်ကြရဲ့ရှာငါပါကွာမင်းလေတို့ဘလို့ဖြစ်လာလဲကွာ ကံကြီးအကျိုး ဘဝတွေ တတိနဲ့ဆင်ရင်တော့ ငါဘဝတွေပြည့်နေတာငါလက်ထဲလေပတ်စံမရှိရငါဘီနာမှာပေါင်းတယ်ဘယ်သူမှမရှိတော့နောက်ဆုံးကွာငါ့ကိုချစ်လာပါတယ်ဆိုတော့ငါမိမတော့ငါလည်းပတ်စံမရှိရောအိုးတဘလို့ trap ကြီးသွားပြီ ကိုထုံးသူ့ဒီတိုင်းတယောက်တည်းပြစ်ထားခဲ့လို့တော့အဆင်မပြေ ဘယ် ပါ မှ ဘူး ပစ္စ နော် မရှိရ သူ့အမျိုးသမီးဆုံးပြီးကြရထင်ရဆိုင်နေရသူ ဟုတ်တယ်ဟာဒီကောင်ဒီတိုင်းတယောက်တည်းထားရင်တော့ ဒီကောင်ဒုက္ခရောက်သွားလိမ့်မယ် အဲ့တော့ကျမတို့သူ့ကိုဘာလုပ်ပေးရင်ကောင်းမလဲ ခုလောလောဆယ်တော့အိမ်ကိုခေါ်သွားပြီးတော့ဒီကောင်ရက်ဖြတ်ခိုင်းရမှာပဲ ဆန်း ပြီးမှဒီကောင်စံသားရှိလို့တာသနာပေါင်နဲ့ဝင်ကျင်နေဆိုရင်တော့ငါတို့သင်္ကန်းစီးပေးကြတာပေါ့ကွာမကောင်းလား ကောင်းတာဗောကိုထုံးရဲ့ ကဲအဲ့ဒါလေသင်္ကန်းလေ ငါကောင်းတော့က
သာရမနာတဲ့ခရီးနေလာငါရှောင်ရဲလာလူဘဝခဏတာပြုသည်များအကြောင်းငါတပံအကျူဖြစ်လာမပေချမကံရဲ့လှနိုင်မလောဘရောဂမောဟခေခွာအဆူအကောင်ထွန်တွဲအမမန်ခွေကြသည်ပါပွားပါမေတ္တာထားပါကရုဏာမောက်မာကင်းစွာထောင်ညာရင်ရှိပါလူမြေရွာစီသာရမနာတဲ့ခရီးနေလာငါရှောင်ရဲလာလူဘဝခဏတာပြုသည်များအကြောင်းငါတဖန်အကျူဖြစ်လာမပေချမကံရဲ့လှနိုင်မလောဘရောဂမောဟဖေခွာအဆူအကောက်ထွန်တွဲအမအမှန်ခွေရသည်ပါပွားပါမေတ္တာထားပါကရုဏာမောက်မာကင်းစွာထောင်ညာရင်ရှိပါလူမြေွာငါကကြမအလေးပြောင်းနှောင်းတကွေရဲ့တဏှာမှာအစင်တဲ့ ရှင်ဘုရားဒီเจ้าမှာသတင်းမသုံးတော့ဘူးကွယ် ။ဘာများအစမပြေရရှိလို့လဲဗျာ ရှင်ဘုရားအစင်မပြေတာရှိရင်တပည့်တော်တို့ကျောင်းဆောင်ပြုပြင်ကြမှာလေကွယ် ဦးစင်းအတွက်ပကာသနာတွေမလိုအပ်တော့ပါဘူးဦးစင်းပြုတ်ခဲ့တဲ့အမှားတွေအတွက်တွဲရကြောင်းလေးတစ်ကြောင်းမှာတရားအားထုတ်ဖို့ဦးစင်းဆုံးဖြတ်ထားပါတယ် ရှင်ဘုရားတိုးတဲ့တောင်ထဲမှာတရားအားထုတ်ဖို့ဆိုတာကနေထိုင်ရေးအဆင်ပြေပါမလားဘုရားတပည့်တော်ရဲ့သဘောအရပြောရမယ်ဆိုရင်တော့ဒီကကျောင်းတစ်ကျောင်းမှာပဲသတင်းသုံးသိချင်ပါလေဘုရားရှင်ဘုရားလိုအပ်တာရှင်လေတပည့်တော်တို့မိတ်မှာတပည့်တော်လူပါမယ်ဗျာ ငါလှုပ်ခဲ့တဲ့မကောင်းမှုတွေကိုသာမင်းတို့သာသိခဲ့ရင်ငါအပေါ်မှာအခုလိုစေတနာထားနိုင်ပါ့မလားကွာ ကံကံဤအကျိုးတတိနဲ့ဆင်ញင်သုံးသပ်လို့ပြီကောင်းတစ်ခါဆိုတလေကံသဘောကိုမြင်တော့ကပြန်ပြောင်းလို့ရနိုင်မှသလိုသင်ပြုသမျှအတိတ်ကံသည်အရှိပမအတိတ်ကအကျိုးပေးလေ